ပဲနော်ခဏဟာအဲ့ဒါဆရာအကိုဆရာလုံးဝသင်ပေးတဲ့မူရင်းတိုင်းသင်လားသူဆွဲတော့လည်းဘာလို့ဆွဲတော့မှသူ bread သူဆွဲလိုက်လို့ပုံပေါ်လာတော့ဟဲ့ဘာဘူးနော်အဲ့ဒါဒီမှာဒီဘက်ကနေပြီးတော့ကိုတို့ခဏရင်းစားလေးကိုတလက်မနှုတ်လိုက်တော့ရှစ်ခွဲနော်အဲ့တော့ဒီသာကိုတလက်မထားလိုက်မယ်နော်ဒီဟာကိုတလက်မအဲ့တော့ဒီမှာတကယ်တော့ရှစ်ခွဲနေတယ်ကိုတော့အလုံးလုံးနော်ရှစ်ခွဲနဲ့တော့အဲ့တော့ဒီမှာရှစ်ခွဲရင်းရနေပြီးဒီပေါ်မှာထောင်ထားလိုက်မယ်နော်ထောင်ထားမယ်ထောင်ထားပြီးတော့အဲ့မြင်းကိုပဲအောက်ကိုဒီမှာတစ်ခွဲချမယ်နော်ဒီနန်းနေပြီးဒီဘက်ကကျတော့ဒီဘက်ထိပ်ကတစ်ခွဲချမယ်ဒီဘက်ထိပ်ကတစ်ခွဲတင်မယ်ပြီးရင်ကိုတော့3လက်မလာခောက်တာမလားဒီမှာ3လက်မနေရာမှာအမှန်လိုက်စန္ဒာယူလိုက်မယ်နော်စန္ဒာယူလိုက်ပြီးအဲ3လက်မနေရာနေပြီးတော့ဒီကိုကြာလိုက်ကြာပြီးဒီကနေပြီးတော့ဒီဘက်မှာလည်း sorry ဒီဘက်ကနေလည်းကိုတော့ဒီမှာ3လက်မနေရာနေပြန်ကြာမှာနော်ဒီဘက်ကနေ3လက်မဆိုဒီဘက်ကနေလည်း3လက်မနော်အဲ့တော့ဒီအမြင်ကโอเคလားနော်အဲ့ဒါလေးကိုသွားလုပ်တဲ့ဆိုရင်ပေကွေးလေးနဲ့သွားလို့ရတယ်နော်ပေကွေးလေးနော်ပြီးရင်ဒီ3လက်မနေကြဒီကိုပြန်ထောင်းနော်ဒီဘက်3လက်မကိုစံတာထားပြီးဒီမှာဒီကောင်လေးလိုလေးပြန်ပြီးနော်ဒါပဲလဲမှတ်မိလားဒီမှာဟိုပြန်ပြမယ်နော်ဒီမှာရင်စားလေးဆိုတော့6ခွဲကိုတလက်မနှုတ်ပြီးဆိုတော့8ခွဲနော်အဲ့8ခွဲကိုဒါကတော့တီတာတလက်မပေါင်းထားတာနော်အဲ့တော့ဒီ8ခွဲကနေပြီးတော့ဒီမှာဒီပေါ်ကနေပြီးတော့အောက်ကို8ခွဲဆင်းဒီအောက်ကနေပေါ်ကို8ခွဲတက်ဒီဘက်ကနေဒီကို3လက်မတို့ဒီဘက်ကနေဒီကို3လက်မတို့အဲ့ဒါဒီဒါကိုဒီမှာမျိုးလေးလုပ်လိုက်တာနော်အားညက်ချနော်ဒါမှတလက်မပို့ထားတဲ့စီရဒါကတော့ဒီတာပေါ့နော်